အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဘန်ကောက်ရောက်နေတော့တယောက်တည်းဟင်းချက်စားပြလို့အားလုံးကိုအိမ်ကိုအလဲခေါ်ရမယ်เนาะအားလုံးလိုက်ကြည့်ပေးပါအောင်ခင်ဗျာဒီနေ့ကအိမ်မှာငါးတကောင်ကိုကျွန်တော်အရင်ဆုံးကြော်မယ်ပြီးရင်ဆလဲရွက်လေးရဲ့နနမီလေးရဲ့ကျွန်တော်ဈေးရဝယ်လာတာဆိုတော့အဲ့ဒါလေးနဲ့တူစားမယ်ပြီးတော့အချင်ရည်လေးထည့်မယ်ပြီးရင်တော့အားလုံးကြိုက်တဲ့ပီယာလေးနဲ့ဆိုတော့ညနေခင်းစားလေးတဲ့ကတော့တော်တော်လေးစားလို့ကောင်းမယ်လို့ထင်ပါတယ်ကဲကျွန်တော်အရင်ဆုံးကျွန်တော်ချက်ကြည့်အောင်မယ်เนาะသွားမယ်ရုပ်တရက်ခွဲကဲငါလေးကတော့ကြော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရှေ့မှာသွားပြီးတော့အတူတူစားကြမယ်နော်လိုက်ခဲ့ပေးပါခင်ဗျာငါးကြော်နဲ့စားဖို့အတွက်အချင်းလေးဖြောင်းပါတော့အချင်းဖြောင်းမယ်ဆိုတော့ဒီမှာကြက်သွန်နီးပြီးရင်ဒီမှာနည်းနည်းတော့တချို့ကကြိုက်တချို့ကတော့မကြိုက်ဘူးဒါပေမဲ့ကျွန်တော်ကထည့်နည်းနည်းလေးထည့်မယ်ပြီးရင်ဒီမှာရုပ်ကြီးလေးချက်သွန်ဖြူပြီးတော့ဒီမှာတန်မြာကြီးလေးညှစ်လိုက်ဒီဟာလေးကကိုစီတူပလက်ဂျိုကလာပြီးတော့လက်ဆောင်ပေးထားတာစက်သားမုံလေးပေါ့နော်တခြားမပါဘူးငါးကြော်ထဲမှာလည်းထည့်ပြီးတော့ကြော်ထားတယ်ကျွန်တော်ဒီအချင်းလေးထဲမှာလည်းထည့်ပြီးတော့သုံးတော့ဒီကဒီမှာဓာတ်ကြော်ထားဆိုတော့ငါးလဲပါမယ်ပြီးရင်ဒီမှာအရေးတော့နေနဲ့ကဗါလဲအဘူရှာဘူးရခိုင်မုတ်ဒီပေါ့နော်အဲ့ဒါလေးလည်းဗါလဲဆက်လက်ရွက်လေးရဲ့နည်းနည်းလေးရဲ့မုံဖက်ရဲ့အချင်းလေးရဲ့ပြင်ချက်သွန်ကြော်လေးနဲ့ရှယ်ပဲဒီဆုံးမုံဖက်တဲ့ကိုကျွန်တော်တို့ဒီမှာဆက်လက်ရွက်တဲ့ကိုမုံဖက်လေးထည့်မယ်ပြီးရင်အားကြော်လေးထည့်မယ်ဒီမှာချင်းလေးရဲ့သွန်ကြော်လေးရဲ့အားကြပါရအောင်စားပါအခုလိုကျွန်တော်ရဲ့ blog လေးတွေကိုကြည့်ရှုပေးကြတဲ့ညီကောင်မောင်တို့အကုန်လုံးကိုလည်းကျေးဇူးများတင်ပါတယ်